ဒီဘက်ခင်မှာဖုန်းတုံးနဲ့ international နဲ့ crypto လောက်ပြီးချမ်းသာလို့ရတယ်ဆိုတဲ့စကားတွေကခက်စိတ်စိတ်ကိုကြားလာတယ်ဗျ။ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်တော့ဒါတွေကခက်ခဲလွန်းနေဒီပညာသမားတွေနဲ့ချမ်းသာတဲ့သူတွေပဲလုံနိုင်တာ။ငါနဲ့တော့မဆိုင်ပါဘူးဆိုပြီးတော့လက်လျှော့သွားတဲ့လူတွေလည်းရှိကြမှာပါ။ဆိုတော့ဒီနေ့ video ထဲမှာ crypto trading ဆိုတာတကယ်ပဲခေါင်းရှုပ်စရာကြီးလား။ဒါမှမဟုတ်လူတွေတကယ်လိုက်လုပ်ပြီးတော့ပတ်စံရှာလို့ရတယ်။ခေတ်သစ်နည်းပညာသစ်တစ်ခုလားဆိုတာကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်။လူတွေ crypto ကိုလက်နေတဲ့အဓိကအကြောင်းအရာနှစ်ခုရှိတယ်ဗျ။နံပါတ်1ကအသုံးနှုန်းအဆန်းတွေကြောင့်လေ့လာတာကိုရပ်တန့်လိုက်တာဥပမာ blockchain decentralized wallet exchange ဒီလိုစကားလုံးကြီးတွေကကြားလိုက်တာနဲ့ကိုတကယ်ခေါင်းရှုပ်စရာကြီးတွေဗျဒါပေမဲ့စိတ်မပူပါနဲ့ဒီလိုစကားလုံးတွေကိုအလွယ်ဆုံးနားလည်သွားအောင်ရှင်းပြထားမယ့်ဗီဒီယိုတွေကျွန်တော် crypto business မှာရှိပါတယ်ဆိုတော့ကိုလူကစိတ်ဝင်စားတယ်ဆိုရင်သွားလေ့လာလို့ရတယ်နံပါတ်2ကတော့ငါနဲ့မဆိုင်ဘူးဆိုတဲ့အတွေ့အမှားတွေကြောင့်ဗျဒီ crypto trading ကနည်းပညာဆရာကြီးတွေဒါမှမဟုတ်လို့ရှိရင်ငွေကိုပုံအောပြီးတော့အရင်းနှီးထုတ်နိုင်တဲ့ငွေကြေးပညာရှင်တွေပဲလုပ်လို့ရတာလို့ထင်နေကြတာဒါပေမဲ့အဲ့ဒီအခြေအနေကလုံးဝမှန်နေတာမျိုးတော့မဟုတ်သေးပါဘူးတကယ်တော့ crypto trading ရဲ့အလှပဆုံးအချက် the most beautiful thing ကဘာလဲသိလားအဲ့ဒါကလူတိုင်းအတွက်ဒန်းတူခွင့်ရေးပေးတာပဲဗျငွေတွေကိုစီမံဖို့အတွက်ဆိုရင်ဘဏ်တွေဖွဲ့စည်းတွေစီသွားပြီးခွင့်ပြုချက်တောင်းနေကြမလို့ဘူးကိုဖုန်းထဲကနေပဲကိုယ်တိုင်အကောင့်ဖွင့်ကိုတက်နိုင်တဲ့မြန်မာငွေ1000ခန်းလောက်နေနဲ့ပဲစမ်းသပ်ပြီးလေ့လာလို့ရပါတယ်ကိုပတ်စံတွေကိုဘယ်သူလက်ထဲမှာအပ်စရာမလိုပဲနဲ့ကိုယ်တိုင်စီမံခန့်ခွဲလို့ရတာကcrypto ရဲ့အားသာချက်ဗျဒါဆိုလူတိုင်းလုပ်လို့ရတယ်လွယ်လေးနဲ့စတင်လို့ရတယ်ဆိုတော့ခုချက်ချင်းဆက်လုပ်လိုက်ရတော့မလားဆိုတဲ့မေးခွန်းလေးတွေတော့မေးစရာရှိလာတာပေါ့ hold stop ခဏလေးပါမလောပါနဲ့စစ်မြေပြင်ထဲကိုဝင်ခင်မှာပြင်ဆင်စရာလေးတွေရှိသလို crypto trading ကိုစလုပ်တော့မယ်ဆိုရင်လည်းကျွန်တော်အခုပြောပြသွားမယ့်ချက်လေးတွေကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်ပထမဆုံးအရေးကြီးတဲ့ချက်ကတော့အခြေခံဘူးတုတာပါ DYOR do your own research လို့လည်းခေါ်တယ် crypto ဆိုတာဘာလဲBitcoin ဆိုတာဘာကိုဆိုလိုတာလဲဆိုတာကိုအရင်ဆုံးလေ့လာဖို့လိုအပ်ပါတယ်ဆိုတော့အခုခေတ်ကြီးမှာလေ့လာဖို့ဆိုတာကျွန်တော်တို့အတွက်အရင်ခက်ခဲနေတာမျိုးတော့မဟုတ်တော့ပါဘူး AI ကိုမေးမလား Chrome browser မှာရှာကြည့်မလားဒီလိုမှမဟုတ်သေးရင် YouTube video တွေကြည့်ပြီးလေ့လာလို့ရတယ်အဲ့လိုမှမဟုတ်သေးရင်တော့ကျွန်တော်တို့ရဲ့ Crypto Business Channel ကို Subscribe လုပ်ပြီးတော့မှအမြဲတမ်းလေ့လာလို့လည်းရပါသေးတယ်နောက်တစ်ခုကတော့ဒီ crypto trading မှာရင်းနှီးမြှုပ်နှံမဲ့ပတ်စံတွေပေါ့ဗျာပြောရမယ်ဆိုရင်အဆုံးရှုံးခံနိုင်တဲ့ငွေလို့တော့ပြောလို့ရတယ်ဒီပတ်စံတွေကုန်သွားလဲကိုယ့်အတွက်ကအေးဆေးပဲမဖေးဖို့မဟုတ်ဖို့လောက်ပဲရှိတာဆိုတဲ့ပမာဏမျိုးတွေနဲ့ဆက်လုပ်စေချင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့စာဝန်တွေရဲ့အတွက်တင်ထားတဲ့ပတ်စံတို့အိမ်လာကားတို့ကြောင်းမို့ဖို့တို့ဒီလိုပတ်စံမျိုးတွေနဲ့တော့ crypto trading ကိုမလုပ်ပါနဲ့ကျွန်တော်တို့လူတွေရဲ့ psychology မှာကအရေးကြီးတဲ့အရာတွေဆုံးရှုံးရရင်နာကျင်ခံစားကြရတာတဘာဝပဲလीဆိုတော့ crypto trading မှာရင်းနှီးမဲ့ပတ်စံတွေကကိုယ့်အတွက်အရေးမကြီးဘူး portion တွေလို့ရင်းနှီးကြတာဆိုတဲ့ပတ်စံမျိုးတွေပဲဖြစ်တင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ crypto trading လောကကစဝင်လာပြီဆိုတာနဲ့ချက်ချင်းကြီးတတိဖြစ်ချမ်းသာသွားမယ်စီးပွားရေးမျိုးမဟုတ်ပါဘူးဆိုတော့ဒါကိုခုမှစလုပ်မယ် beginner တွေအနေနဲ့အရေးကြီးတဲ့အချက်အနေနဲ့သိထားဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကတော့ mindset ပိုင်းပါcrypto trader လုပ်တော့မယ်ဆိုရင် trader တယောက်ရဲ့ mindset တစ်ခုတော့ရှိထားဖို့လိုတယ် crypto ဈေးကွက်ကအတော်လေးကိုအတက်ကြမြန်တဲ့ market တစ်ခုဖြစ်တယ်ဆိုတော့ဒီနေ့မှာအမြတ်တွေအများကြီးရနေနိုင်တယ်လို့မျိုးနောက်နေ့မှာဆုံးရှုံးမှုတွေများသွားတာလည်းဖြစ်နိုင်ဆိုတော့ဒီလိုအတက်ကြမြန်တဲ့ဈေးကွက်ကိုထိန်းချုပ်နိုင်မှုဆိုရင်ကိုယ်မှာလည်းခိုင်မာတဲ့စိတ်ဓာတ်တွေ trader တယောက်ရဲ့ mindset တွေနဲ့ patient ဆိုတဲ့ဆွေးရှင်မှုတွေကလည်းမရှိမဖြစ်လိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ဒီ crypto trading လောကကနည်းပညာအသစ်ဆန်းတွေ project အသစ်တွေကနေတိုင်းကိုပေါ်နေတာဗျဆိုတော့ကိုကလည်း trend နဲ့အမီလိုက်နိုင်ဖို့အတွက်အများနဲ့ update ဖြစ်နေအောင်လေ့လာထားဖို့လည်းလိုအပ်ပါတယ် crypto trading မှာအခွင့်အလမ်းတိုင်းကလူတိုင်းအတွက်အတူတူပဲဒါပေမဲ့လက်တွေ့မှာအောင်မြင်နေတဲ့သူတွေထက်ရှုံးနေတဲ့သူတွေကပိုများနေပါတယ်ဆိုတော့ဘာကြောင့်ဒီလိုရှုံးနေတဲ့သူတွေများနေရလဲဆိုတာကိုကျွန်တော်ကဆက်ပြီးပြောပြပေးပါမယ်ပထမတစ်ချက်ကတော့ FOMO ဗျ Fear of Missing Out လို့လည်းခေါ်တယ်သူများတွေဝယ်လို့လိုက်ဝယ်တာဈေးတက်နေပြီသူများတွေမြတ်နေလို့အခွင့်အရေးတွေလက်လွတ်မှာကြောက်ပြီးတော့မှဈေးကိုမကြည့်မိပဲထိတ်ဆုံးမှလိုက်ဝယ်မိတာမျိုးပေါ့ဗျာပြီးမှဈေးပြန်ကျလာလို့ရှိရင်တော့ကိုလူတို့ကကိုယ့်ရဲ့ပတ်စံတွေတန်မိုးကျနေတာကိုထိုင်ကြည့်နေရတော့မှာပါနောက်တစ်ခုကတော့ greed ဆိုတဲ့လောဘမြန်ချမ်းသာခြင်းနဲ့စိတ်နဲ့ဖြစ်လာနိုင်မဲ့အန္တရာယ်တွေကိုကြိုတင်မတွက်ချက်ပဲနဲ့ရှိသမျှပတ်စံတွေအကုန်လုံးကိုပုံအောထည့်လိုက်တာမျိုးပေါ့ဗျာဒါမျိုးတွေကလည်းမလုံးမိအောင်ရှောင်ကျဉ်ဖို့လိုအပ်တယ်နောက်တစ်ခုကတော့သူများနှာခေါင်းပေါက်နဲ့အသက်ရှူခြင်းနဲ့စိတ်ပေါ့ဗျာ social media ပေါ်မှာကောလာဟာလာတွေဒီ crypto ကိုဝယ်ထားရင်ချမ်းသာပြီတို့ဒီ coin ကဘယ်လောက်ထိအလားလာရှိတယ်ဝယ်ထားလိုက်တော့လို့ဒီလိုမျိုးသတင်းတွေကိုကိုယ်တိုင်လေးလာမှုမရှိပဲနဲ့မျက်စိမဲ့ယုံမိတာမျိုးပေါ့ဗျာအဲ့လိုအမားတွေကပဲအာမင်တဲ့ trader တွေဖြစ်ဖို့အတွက်ကိုကြီးမားတဲ့တားဆီးတွေဖြစ်လာတာ
ပါနောက်တစ်ခုကတော့လောင်းကစားလို့သဘောထားတဲ့စိတ်ပါအစီအစဉ်တွေ plan တွေဘူးသီးတာတွေမရှိတဲ့အပြင် technical ဘိုင်းတွေပါမကျွမ်းကျင်ပဲနဲ့ crypto trading ကို consignment night လိုမျိုးလုပ်နေမယ်ဆိုရင်တော့ဒါက trading လုပ်နေတာမဟုတ်တော့ဘဲနဲ့ gambling လုပ်နေတဲ့လောင်းကစားသမားတယောက်ဖြစ်သွားမှာပါဆိုတော့အချုပ်အနေနဲ့ပြောမယ်ဆိုရင် crypto trading ဆိုတာ ဖုန်းတစ်လုံးနဲ့ internet ရှိအောင်နဲ့လူတိုင်းလုပ်လို့ရတဲ့ခေတ်သစ်နည်းပညာတစ်ခုဆိုတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာအောင်မြင်ဖို့ဆိုတာကတော့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေစိတ်ရှည်မှုတွေနဲ့စနစ်တကျလေ့လာမှုတွေပုံမှာပဲရာနှုန်းပြည့်မှုတည်ပါတယ်ဒါကြောင့်စိတ်ဝင်စားတယ်ဆိုရင်အခြေခံကနေတီချာလေးစလီလာပါပြီးတော့ကိုစွန်ရှောင်းခံနိုင်တဲ့ငွေပမာဏလေးနဲ့တွေ့ကြုံရတဲ့အနေနဲ့စမ်းသပ်ကြည့်ဖို့ကြံပြုချင်ပါတယ်ဆိုတော့ဒီ video လေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေခဲ့တဲ့ဆိုရင် like and share လေးလုပ်ခဲ့ပေးပါဦးနောက်ထပ် crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာနိုင်ဖို့အတွက် crypto business ကိုလည်း subscribe လုပ်တာဖို့မမေ့ပါနဲ့အားလုံးပဲအဆင်ပြေကြပါစေ see you in the next video